ဟုတ်မင်္ဂလာပါခင်ဗျကျွန်တော်ကအခုဒီရိုက်ပြမှာကဒီ mid iron မှာကျွန်တော်တို့ကဘာရှိလဲဆိုတဲ့ခါကျတော့ဒီ player အများစုကဒီ mid iron တကန်ဆိုလို့ရှိရင် mid iron တကန်ဆို150 140 165အဲ့ဝန်းကျင်ပေါ့ဆိုတော့ mid iron မှာ player တွေကဘာဖြစ်လို့ဒီအပြက်များတာအဓိကရောက်ချင်စိတ်ကြောင့်ရောက်ချင်စိတ်ရယ်သူကဒီတန်တုတ်ကိုတန်ရှိကို150တို့160တို့ရိုက်တယ်ဆိုတဲ့ဂုံပေါ့ကျွန်တော်နောက်ပြောနေတာမင်းဘယ်ဆွင်းနဲ့ရဲ့အရေးမကြီးဘူးစကိုနဲ့ဖို့ပဲရေးကြည့်ရဆိုတော့အဲ့ဒါလေးကိုတော့နည်းနည်းလေးနားလည်မှရမယ်ဆိုတော့ကျွန်တော်တို့ကရောက်ဖို့ပဲလိုတာရောက်ဖို့ပဲလိုတဲ့ခါကျတော့ကျွန်တော်တို့ကမပြတ်အောင်ရိုက်တဲ့နီးနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က right clap right distance အဲ့ဒါလေးကိုနားလည်ပြီးကိုယ့်ရဲ့ swing ရဲ့အကွာအဝေးကိုယ့်ရဲ့အကွာကိုသိပြီဆိုလို့ရှိရင်ကျွန်တော်တို့က second shot ကအချက်တိုင်းထိအောင်ကျွန်တော်ရိုက်လို့ရတယ်ဆိုတော့သူကကြည့်ရတာတော့များတာပေါ့၄ဆန်ရှိမယ်၄စုံရှိမယ် fairway နေထားရှိမယ်အဲ့ဟာကိုကျွန်တော်တို့ကတခါတည်း check လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမှန်လေးရိုက်တတ်ဖို့လိုတယ်ဆိုတော့ timing tempo ပေါ့အဓိက player အများစုကွင်းပတ်နေတဲ့အများစုပြတ်တာက second shot rush ဖြစ်တာအရန်လောကြတာဆိုတော့လှည့်ကြည့်လိုက်ရိုက်ပြီးသားတွေဖြစ်နေတာများတယ်ဆိုတော့အဲ့ဒီခါကျတော့ကျွန်တော်ခုနပြော routine လေးရယ်ကို freezing ဆွဲကြည့်မယ်ပြီးရင်ကိုရိုက်တဲ့ကိုကိုင်းတဲ့ဒုတ်ရဲ့ distance ကိုကိုယုံပေးရမယ်ဗျယုံပြီးမှန်လေးရိုက်လဲရောက်တဲ့ဟာကိုသိရမှာဆိုတော့ freezing ဆွဲပြီးတာနဲ့ timing tempo မှန်လေးရိုက်တတ်ဖို့လိုတယ်မှန်လေးရိုက်ပြီဆိုတာနဲ့ကျွန်တော်တို့က easy out easy hit ပဲကြည့်လိုက်good shot မိသွားကျေးဇူးတင်ပါတယ်ခင်ဗျာ